င်္ဂလာပါဘာမီပိုက်ဆန် story channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အကြံပိုင်းလေးကိုပွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ဒီမှာယူရတဲ့ကြံမှာစားနေကြဖြစ်တဲ့အချိုးပွဲတွေကိုပေါ့เนาะချက်ပြပေးတော့မျိုးဖြစ်ပါတယ်ပြီးတော့ခါတိုင်းပြဆက်နေကြအတိုင်းပဲတကြံမြမရွရတကြံနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေကိုလည်းအားလုံးကိုသိရဒီနေ့တော့မှပဲဖြစ်ပါတယ်အဲကြောင့်မလို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ကြရအောင်တကြံဆိုတာနဲ့ပထမအဆုံးမြင်တဲ့အရာကတော့ပရောက်ပန်းလေးပဲဖြစ်ပါတယ်တကြံဆိုတာကတော့မြန်မာလူမျိုးတွေအတွက်နှစ်ဟောင်းကုန်လို့နှစ်သက်ကိုကူးပြောင်းတဲ့ကာလလေးပေါ့နော်တကြံကိုဧပြီလလယ်မှာစတင်ကျင်းပပြီးတော့၄ရက်ဒါမှမဟုတ်လို့ရှိရင်နှစ်ထက်တဲ့နှစ်ဆိုလို့ရှိရင်9ရက်ကျင်းပတဲ့ပွဲတော်လေးပဲဖြစ်ပါတယ်မြန်မာလူမျိုးတွေအတွက်ကတကြံဆိုတာရေဆော့ပြီးတော့ပျော်ပွဲရွှင်ပွဲတွေနဲ့ပျော်မြူးကြတာထက်ပေါ့နော်နှစ်သက်ကိုရောက်လာပြီးဆိုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတာများပါတယ်ဒီဗီဒီယိုမှာတော့တကြံမုံလေးတွေတခုဖြစ်တဲ့မုံလုံးရေပေါ်လေးကိုလုပ်ပြသွားမှာပါကဲအဲဆိုလို့ရှိရင်လုံနည်းလေးကိုအနောက်မှာဆက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့အုံသီးခုံခွာပါမှာပြီးတော့အထက်ကအုံရည်လေးတွေကိုအခုလိုပဲဓာတ်လေးနဲ့ထိုးပြီးတော့ထုတ်ပါမယ်အုံသီးခွဲတာကတော့မြန်မာနိုင်ငံမှာလို့စိုက်နေမှာခွဲလို့မရတဲ့အတွက်ကြောင့်ပေါ့နော်အခုလိုမျိုးလေးပဲခွဲလိုက်ပါတယ်ပထမဦးဆုံးချိန်လေးပြစ်လိုက်တာနဲ့အုံသီးတွေကကွဲသွားပါတယ်အရန်ကိုပျော်ခဲ့ရပါတယ်ပြီးတော့အုံသီးလေးကိုချစ်မယ်ပေါ့နော်ကဲခုကတော့မုံလုံးရေပေါ်မှာပထမဆုံး ingredient အနေနဲ့ဆန်မုံရယ်ပြီးရင်ဆန်မုံလေးကိုစားလေးအနည်းငယ်ထည့်ပါမယ်အဲ့ဒါပြီးသွားရင်တော့ရေလေးထည့်ပြီးတော့ဂျုံသားလေးဖြစ်အောင်လို့ပေါ့နော်အဲ့လိုလေးနေပေးလိုက်လို့ရှိရင်ဒါကတော့မုံလုံးရေပေါ်အသားလေးကိုရပါမယ်ကဲအခုလိုအသားလေးရပြီဆိုရင်တော့ခဏလောက်နိုင်ခွက်လောက်ဖြစ်သူ့ကိုဒီတိုင်းလေးထားပြီးရပါတယ်အဲ့လိုထားနေတဲ့အချိန်မှာထညက်လေးညှက်ပါမယ်ထညက်ဆိုတာလေမုံလုံးရေပေါ်မှာအဓိက ingredient ပေါ့နော်ဒါကတော့မုံလုံးတဲ့အချိန်မှာပကံမှာမကန့်အောင်ခုနဆန်မုံလေးကိုပဲနည်းနည်းယူပြီးတော့အဲ့လိုလိုက်ခွာလိုက်ပါတယ်လက်လေးမှာလည်းအဲ့လိုနည်းနည်းတို့ရတယ်ပေါ့ဘာလို့လဲဆိုတော့ဂျုံသားကတ်တဲ့အတွက်ကြောင့်ပေါ့နော်လက်မှာမကန့်အောင်ကဲခုလိုလေးကိုပဲမုံထဲမှာအညက်လေးထည့်လိုက်မယ်ပြီးရင်လုံးလိုက်မယ်ဆိုလို့ရှိရင်ဒါမုံလုံးရေးပေါ်ပုံစံလေးထွက်လာတယ်ပေါ့နော်ပြီးတော့ရေနွေးအိုးထဲမှာပေါ့နော်စီလေးနည်းနည်းလေးထည့်ပြီးတော့အခုလိုမုံလုံးလေးတွေကိုထည့်ပေးလိုက်မယ်ပေါ့နော်မုံလုံးရေပေါ်မှာမုံလုံးရေပေါ်လေးကကြက်မကြက်ကိုဘယ်လိုသိလဲဆိုရင်အဲ့ဒီမုံလုံးလေးတွေကအပေါ်ရေပေါ်ကိုပေါ်လာတဲ့ခါကျတော့ဒါကြက်ပြီပေါ့နော်အဲ့ဒါကြောင့်မလို့လဲမုံလုံးရေပေါ်ဆိုပြီးတော့ဖြစ်လာတာဖြစ်ပါတယ်ကဲအခုကတော့အမြုပ်လေးတွေကိုဆယ်ထုတ်ပေးနေရပဲဖြစ်ပါတယ်ကဲအခုကတော့ကြက်နေတဲ့မုံလုံးရေပေါ်မုံလုံးရေပေါ်လုံးလေးတွေကိုပေါ့နော်အခုလိုရေခဲရေတွေကိုခဏလေးစိမ့်ပေးရပါတယ်စိမ့်ပြီးသွားပြီဆိုတာနဲ့အခုစားလို့ရမယ်ပကံလေးတွေကိုထည့်မယ်ပေါ့နော်ပြီးရင်တော့အပေါ်ကနေအခုလိုလေးအုံသီးလေးတွေကိုဖြူးလိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိတဲ့မြမရိုးရာအစားမုံလုံးရေပေါ်လေးကိုရရှိသွားပါပြီမြေသီးညက်နေတာလေးကတော့တငယ်ချင်းတွေနဲ့ဂိမ်းဆော့ဖို့ပဲဖြစ်ပါတယ်ဆော့မဲ့ဂိမ်းလေးကဘယ်လိုလေးလဲဆိုလို့ရှိရင်ဒီထညက်နေထည့်ထားတဲ့မုံလုံးရေပေါ်ဂျားထဲမှာငေဦးသီးပါတဲ့အဲ့ဒီမုံလုံးရေပေါ်လုံးလေးကိုပေါ့နော်ထည့်ပြီးတော့နေရာလေးတွေတယောက်ချင်းစီနေရာလေးလိုက်ရွှေ့ရမယ်ပေါ့နော်ရွှေ့ပြီးွားတာနဲ့နောက်ဆုံးမှာဒီမုံလုံးရေပေါ်ကိုဘယ်သူစားမိလဲဆိုတာလေးကိုမျက်နှာလေးကြည့်ပြီးတော့ခံမှန်းရမှာပဲဖြစ်ပါတယ်
ဒီပဇာတဲ့ငုံနာအောင်နော်မွားနဲ့ သူမမီကိုခံစားလိုက်တဲ့တုတ်တယ်ဟဲ့တာယူမ မြုပ်ပြီးနော်အစိမ်းအောင် ဟုတ် အမြုပ်ပြီး မဟုတ် ထန်းနေရည်ဆို တွေးဟာကနေလားသူက ဘာ သူဟာ ခဏနေခဏနေ သူဟာ ကြည့်တာမပြောတော့ဘူးလေယူမဲဟုတ်ပါရဲ့ဆက်လာတယ် အဲ့လက်ကြီး သူအောင်ပါတော့ အဲ့လက်ကြီးနော်ဝဲ စားနေပါနဲ့သိစီမှာတော့ပါပြီခင်ဗျာ မွားဘူးအောင်ဝဲ ဟောဟော အေးရှောင်းရှာတယ် ကဲ့နေကဲ့ ကိုရဟုတ်လားနော်ဘာလို့ ဘယ်လိုယူပါပါလဲ ငါသိရခုနငါကြည့်ပါ အဲ့ဒီပါလေ အဲ့ဘုံမယ်နော်1 2 3 နေလားငါလည်းမလည်းပါတယ်တော်မဟဲ့อ่ะ Meanwhile, အခုက2ယောက်ကညူသီးမိပြီးသွားပြီဆိုတော့ကျန်တဲ့သူတွေကိုကျန်တဲ့သူတွေကိုမျိုးလုံးမိပြီးတော့ပေါ့နော်ဒီထဲကရွေးခိုင်းမှာဖြစ်ပါတယ် ဒါတော့ငရုတ်တိခွက်ပါဒါတော့ငရုတ်တိမပါတဲ့ခွက်နောက်ထပ်ကန်တူးရှင်တစ်ယောက်ရွေးရမယ်ပေါ့နော်ထည့်လိုက်ပါမယ် ကြိုက်စားတော့စားမယ်ဝါမယ်တယောက်နဲ့တယောက်ကြည့်ကြတယ်ခမန်းပါဘယ်သူလို့ထင်လဲ အမေကျုပ်ဆောင်ကောင်းရရ ကဲအဲ့ဆိုကြရင်နော်1 2 3လက်ညှိုးထိုးသူလဲ ဟို စားမကောငန်းရလိုက်ရဘူးလားမရှင်း မကျန်အားလုံးကပြီးပြီနော်ဟုတ်တယ်အဲ့ဆိုဘယ်သူလဲအဲ့ဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်